နေ့တိုင်းကျွန်တော်ဘောင်းဘီချွတ် TV ရှေ့မှာရပ်ပြီး Olympic စင်မြင့်ပေါ်ကကျွန်တော်ပုံရိပ်ကိုငေးကြည့်မိတယ်။အချိန်တွေကရက်တန့်နေတယ်လို့မျိုးအတိတ်ကအောင်မြင်မှုတွေကိုပြန်တန်းတနေမိတာပေါ့။ပြီးရင်တော့ uniform ဟောင်းကြီးကိုဝတ်ပြီးမြို့ထဲမှာရှောက်သွားတော့တာပဲ။ဈေးဆိုင်မှာပတ်စံရှင်းမဲ့လို့ရင်ဆိုင်ရှင်ကနေပေါကြီးမယူပါနဲ့တိုးကဘသူလဲဆိုတာမသိဘူးလားလို့တားတတ်တယ်။တိုနီကလည်းနေရန်ကပုံကိုကြည့်လိုက်စမ်းပါဦးလို့ဝင်ဖြောပေးတတ်တယ်။နှစ်နက်ဆိုင်သွားရင်လည်းနောက်ဆုံးပေါ်နှစ်နက်တွေကိုစိတ်ကြိုက်ရွေးလို့ရတယ်။ဆိုင်ရှင်ကိုနှုတ်ဆက်ပြီးစင်ပေါ်ကကိုလိုချင်လာကိုအလက်ကားယူခဲ့ရုံပဲ။ဒါဒီအားလုံးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမတော်တဆမှုတစ်ခုကြောင့်ဖြစ်လာတာပါ။ပြိုင်ပွဲတစ်ခုမှာကျွန်တော်ဒဏ်ရာရခဲ့ပေမဲ့ပန်းဝင်အောင်အတင်းကြိုးစားခဲ့လို့ကြီးသစိန်ရခဲ့တယ်။တမျိုးလုံးကကျွန်တော်ကိုသူရဲကောင်းတရားလို့ကြိုးဆိုခဲ့ကြပေမဲ့အဲ့ဒီဒဏ်ရာကပဲကျွန်တော်ရဲ့အားကစားသမားဘဝကိုအဆုံးသတ်စေခဲ့တယ်။အဲ့ဒီနောက်ကျွန်တော်ဒီမြို့ကနေစမားနဲ့ကြောင်ထွက်ခွာသွားခဲ့တယ်။အဖေရဲ့စူဆောင်းငွေတွေကိုတော့ကျွန်တော်ဖြုံးတီးပစ်ခဲ့မိတယ်။အဖေကကျွန်တော်အတွက်အရန်ဆိုးရိမ်ပြီးလိန်ပြောဟေ့ရရှာတယ်။မင်းရဲ့နီးပြကဒေါ်လာ150အမွေချန်ခဲ့တယ်။ဒါပေမဲ့မင်းမြို့ကိုပြန်လာပြီးနီးပြလို့မှအဲ့ဒီအမွေကိုရမှာတယ်။ကျွန်တော်ရဲ့ဂုဏ်သိက္ခာကိုဆုံးရှုံးရမှာကြောက်တဲ့အကြောင်းမြို့ကိုပြန်လာပြီးကျောင်းမှာနီးပြပြန်လွတ်ခဲ့တယ်။ဒါပေမဲ့တပြည့်တွေကိုအစားအစာတွေပဲဝယ်ကျွေးပြီးလွတ်လိုက်ကသူတို့တွေဝါလာပြီးခုံတော့မခုံနိုင်တော့ဘူး။ဒါကိုမိဘတွေတီးသွားတော့ကျွန်တော်ကိုအလုတ်ထုတ်ပြကြတယ်။အဲ့ဒီမှာတင်ကျွန်တော်အယမ်းထိတ်လန့်သွားတာပဲ။အလုတ်ပြုတ်ရင်အမွေလဲဆုံးတော့မယ်လေ။အဲ့ဒီတော့မှပထမဆုံးတစ်ချိန်အဖြစ်လေ့ကျင့်ရေးမှာအသေးအလဲအာယုံစိုက်ပြီးတပြည့်တွေကိုအောင်မြင်မှုရအောင်တဖြည်းဖြည်းချင်းလမ်းညွှန်ပေးခဲ့တယ်။အောင်ပွဲကနေမှာတငယ်ချင်းဖြစ်သူကကျွန်တော်နာနာကိုကတ်ပြီးတကယ်တော့ဘဒုံကမှအမွေဆိုတာမရှိခဲ့ဘူးကွာလို့ခိုးပြောကြတယ်။အဲ့ဒီအချိန်ကျမှအဖေရဲ့စေတနာကိုကျွန်တော်နားလေသွားခဲ့တယ်။အိမ်ပြန်ရောက်တဲ့အခါပြင်းရင်းနေတာတွေကိုရက်တန့်လိုက်ပြီးစီကန်းရှိတယ်စိတ်အားထက်တဲ့သူအဖြစ်ပြောင်းလဲ